ချို့ကပြောလို့ရှိကြတယ်မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓသာသနာဟာလည်းပဲမတန့်စင်ဘူးလို့ဒီလိုပြောတယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာမတန့်စင်ဘူးထေရဝါဒမပီပြင်ဘူးလို့တချို့သမိုင်းဆရာတွေကဒီလိုဆိုခြင်းဘာကြည့်ပြောတာလဲလို့ဆိုလို့ရှိရင်ရွှေတကုံဘုရားပေါ်မှာရှိတဲ့နတ်ရုပ်တွေတို့ဓာတ်ခန်းတွေတို့ဘိုးတော်တွေတို့ဆိုတာတွေကိုကြည့်ပြီးတော့ထေရဝါဒမှာလည်းပဲအယူဆတွေရောနေတယ်လို့ဒီလိုသတ်မှတ်ပြီးပြောဆိုနေဒါဟာသေသေးချာချာစဉ်းစားမကြည့်လို့ပြောတာကိုယ်ွယ်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ရောတာကတော့သဘာဝပဲဓမ္မအနေနဲ့အဲ့ဒါလိုရောထွေးနေတာလုံးဝမရှိဘူးထေရဝါဒစစ်လုံးဝတန်ရှင်းစင်ကြယ်တယ်အေးထေရဝါဒကိုကိုယ်ွယ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကတော့ရောကောင်းရောလိမ့်မယ်ဒါကဓမ္မမှာရောတာမဟုတ်ဘူးပုဂ္ဂိုလ်မှာရောတာပုဂ္ဂိုလ်ဆိုတာ tradition ကိုစွန့်ခဲ့တယ်မြန်မာနိုင်ငံဟာဗုဒ္ဓသာသနာမရောက်ခင်ကနတ်ကိုယ်ွယ်တဲ့ဝါဒမျိုးအဲ့ဒီဝါဒမျိုးကိုလက်ခံပြီးတော့နေခဲ့တဲ့အစဉ်လာတစ်ခုကနေဗုဒ္ဓသာသနာတော်ရောက်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေရင်ထဲနှလုံးထဲရောက်လာလို့အမှန်သိလာပြီးတော့ဗုဒ္ဓသာသနာတော်ကိုမျက်မျက်နှာနှုံးနဲ့ကိုးကွယ်လာခဲ့ကြတယ်အဲ့ဒီကိုးကွယ်လာကြတဲ့ပုဂ္ဂိုလ်တွေအချို့ဟာရှေးရိုးဆွဲအတွေးတွေကခေါင်းထဲမှာမပြောက်သေးသည့်အတွက်တောင်မြတ်ဗုဒ္ဓရဲ့အဆုံးအမအပြင်တခြားဟာတွေကိုမှန်ကန်တယ်ထင်ပြီးတော့အယူဆွဲတွေရှိနေတတ်တာကတော့ဒါလောကရဲ့သဘာဝတစ်ခုပဲသို့သောမြန်မာနိုင်ငံရောက်လာတဲ့ပိဋကတ်တော်ပိဋကတ်30နိကေ9ပြားတပတ်ခန္ဓာပေါင်း8400ဆိုတာဟာဒီထဲမှာမြည်သည့်ဝါဒမှာရောနှောနေတာမရှိဘူးဒါတောင်မှတချို့ကရေးသေးတယ်ပိဋကတ်ထဲမှာဟိန္ဒူဝါဒတွေရောနေတယ်လို့ရေးတယ်ဘယ်ဟာရောတာတုံးလို့မေးတော့သူတို့ထောက်ပြတဲ့အရာတွေကလုံးဝရည်စရာတွေမျှတာဖြစ်တယ်ပေါ့ဆိုပါစို့ရည်စရာတစ်ခုကပါလဲလို့ဆိုရင်သူတို့ပြောမယ်ဆိုရင်ဗုဒ္ဓဝါဒထဲမှာမိစ္ဆာဝါဒတွေရောနေတယ်ဆိုတာဟာဒိဋ္ဌိတန်ယုတ်တို့ဗြဟ္မဇာလတုတ်တို့ဒါကဒိဋ္ဌိအကြောင်းတွေကိုဟောပြောတဲ့ဟာတွေသာဖြစ်တယ်အဲ့ဒါတွေပါရှိလို့ရောတယ်လို့ပြောနေတာကတော့ရည်စရာတက်တက်ပဲလို့ပြောမမှန်တာကိုမမှန်ဘူးလို့တင်ပြခြင်းအဖြစ်ဒီတရားဟာမမှန်မှန်ကန်ဖြစ်သွားတာမဟုတ်ဘူးမှန်ကန်မှုကိုအလေးထားပြီးတော့အမှားကိုလည်းအမှားလို့မြင်တတ်အောင်ရှင်းပြခြင်းသာဖြစ်တယ်အေးနန္ဒကပေတဝတ္ထုဆိုတာကိုထောက်ထားပြီးတော့လည်းပဲဒီ30ပုံကဗုဒ္ဓလက်မခံဘူးဆိုပြီးတော့မြန်မာနိုင်ငံမှာထုတ်တဲ့စာအုပ်တချို့ကရေးတယ်အဲ့ဒါတွေဟာကိုးကားပြတဲ့တာရကတွေကမမှန်ကန်တဲ့တာရကတွေနဲ့ကိုးကားပြတယ်တကယ်ကျမ်းဂန်ကိုလေ့လာကြည့်မယ်ဆိုရင်နန္ဒကဆိုတဲ့ပြိတ္တာကြီးဟာသူကိုယ်တိုင်မှားယွင်းတဲ့အယူဆတွေကိုယူခဲ့သည့်အတွက်ကြောင့်ဒီလိုမှားယွင်းတဲ့ဝါဒကိုလက်ခံကျင့်သုံးခဲ့သည့်အတွက်ကြောင့်ပြိတ္တာဘဝရောက်လာပါတယ်လို့ပြောတာအဲ့ဒါဗုဒ္ဓစာပေထဲမှတ်တမ်းတင်ထားတာကိုပဲကြည့်ပြီးတော့ဗုဒ္ဓဝါဒ